ဒါကတော့လူသားကိုယ်တဲ့သုံးဆိုင်ကဲအတစ်တစီပါပဲတယောက်ယောက်ကထိုင်ပြီးတော့ကိုသူ့ရဲ့နားထဲထည့်လိုက်တာနဲ့ဆိုင်ကဲကဆက်နိုးလာပါမယ်မွန်းလွဲချိန်မှာအမေကအချို့ပစ္စည်းတွေဝယ်ဖို့ဒီဆိုင်ကဲကိုစီးဖို့စီစဉ်ထားတဲ့အဖေကလည်းသားလေးကိုဆိုင်ကဲအဖြစ်လုပ်ဖို့ပြောတယ်ဒါပေမဲ့သားလေးကတော့ကိုဆွဲယူပြီးသူမနှက်ခင်းကလေးကဆိုင်ကဲအဖြစ်ထမ်းဆောင်ပြီးကြောင်းပြောလိုက်တဲ့အခုတော့အဖေလှဲ့ပါပဲအဖေမှာအခြားရွေးချယ်စရာမရှိတော့ပဲအိမ်ရှိကကွင်းထဲကိုရှောက်သွားတဲ့သူကရှေ့တိုင်ကိုလက်နှစ်ဖက်နဲ့စုပ်ကင်ပြီးချဖိထောက်တွေကိုနောက်တိုင်ပေါ်တင်လိုက်ကလူသားဆိုင်ကဲဖြစ်ပြောင်းလဲသွားတဲ့သားလေးကအရန်စိတ်လှုပ်ရှားနေပြီးမျက်မှောင်ကျူးကျူးနဲ့ဆက်စည်းနေတဲ့ပြီးတော့ကိုယူပြီးအဖေရဲ့နားထဲထည့်လိုက်တဲ့ဖြစ်တာကအဖေရဲ့ကျမ်းမာရေးအခြေအနေတိတ်မကောင်းတာကြောင့်ပါဆိုင်ကဲကဆက်နိုးဖို့လုံးဝညှင်းဆန်နေတဲ့ဒါကိုမြင်တဲ့အမေကဆက်ဆုပ်ယွန်ရှာတယ်လို့မျက်နှာလှုပ်ပြလိုက်တဲ့သူကသားလေးကိုနောက်ထပ်နှစ်ခါခန့်ထပ်ကြိုးစားကြည့်ဖို့ပြောတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်အဖေရဲ့ဆိုင်ကဲကဆက်နိုးလာအောင်လုပ်မရဘူးစိတ်ဆိုးသွားတဲ့အမေကကွာရှင်းပြကားအတစ်တစည်းဝယ်ဖို့စဉ်းစားလိုက်တဲ့ဒီစကားကိုအဖေကြားတဲ့အခါသူကချက်ချင်းဆိုတယ်လို့ပိုပြီးအားစိုက်ကြိုးစားလာတဲ့ရုတ်တရက်ဆိုတယ်လို့ဆိုင်ကယ်ရဲ့နောက်ပိုင်းကနေမိကိုမှုတ်ထွက်လာတဲ့မိကလည်းဆက်ဆုပ်တယ်လို့နှာခေါင်းကိုလက်နဲ့ပိတ်လိုက်တဲ့သားလေးကလှည့်ပြီးကြည့်လိုက်တော့အဖေကဒီနေ့နည်းနည်းနေမကောင်းဖြစ်နေပြီးသူ့ဘောင်းဘီပေါ်ကိုအဝါရောင်ရည်တွေပေးချန်သွားတာကိုတွေ့ရတယ်ဒီနေ့တော့အမေဟာလောင်စာစီတိုင်ကိုပြင်ဆင်ပြီးမှသာဈေးဆက်ဝယ်ဖို့စောင့်ဆိုင်နေရတော့မယ်လို့ထင်ပါတယ်တင်တို့ကောတီလိုဆိုင်ကယ်မျိုးလိုချင်ကြလားခင်ဗျာ